You're so silent. I am silent anyway. Today we're gonna go to where we're gonna go to? Bangalore Palace. Let's go together. Okay, let's go together. Bangalore Palace. Hello friends. Thank you for your subscribing my YouTube channel. You have arrived. My name is also Bangalore Palace သွားနေတာပါ So silent ဒီကလည်းအေးတယ်စောစောစီးစီးလူလည်းမရှိဘူးတိတ်ဆိတ်နေတာမတူမှမရှိဘူး silent ဖြစ်နေတယ်ဒီမှာရုပ်ချက် Bangalore Palace သွားနေတာ I'm visiting one of the most beautiful historical place in Bangalore, India. အဲ့ဒီနန်းတော်ကတော့1889ခုနှစ်မှာချမ်းမာရစာအင်္ဂလန်နိုင်ငံဒီဇိုင်းပုံစံနဲ့ဆောက်လုပ်ထားတာဖြစ်တဲ့အတွက်ဥရောပပုံစံဗီဒုကအနုပညာကိုတွေ့မြင်နိုင်တာဖြစ်ပါတယ်။အဲ့ဒီနန်းတော်ရဲ့အထဲမှာကျတော့အရင်တုန်းကဘုရင်ရဲ့ပချီကားတွေမိသားစုဓာတ်ပုံတွေနဲ့သူတို့ရဲ့အတုံးဆောင်ပရိဘောဂတွေတွေ့မြင်နိုင်တာဖြစ်ပါတယ်အဲ့ဒီနန်းတော်ရဲ့အထဲမှာတွားလိုက်ရင်အဲ့ဒါတွေကိုတွေ့မြင်နိုင်ပါတယ် entry ဝင်ပေါ့ဒီချောင်းဝင်မှာဖြစ်ပါတယ်ဒီနေ့တော့လမ်းလျှောက်တယ်လမ်းလျှောက်နေဟာတဲ့တီးရောက်နေတယ်ဒီမှာမူတာဘောရထားလား Who Navy? Long John Navy. စီချင်းနဲ့ နေကမြမလည်းမတက်ဘူးဆိုတော့မျက်စိတော့ဖွင့်လို့မရတော့ဘူး Hello hello တောင်ပေါ်အိမ်တောင်ပေါ်ရှင်တယ်နော်ဟုတ်တယ်ကြည့်ဦးမြင်တယ်ဟာအုံးဒီအကြီးစားဆိုင်နေပါလေအုံးဒီနော် အမျိုးမျိုးအဲ့ဒီစေပဲအားစစ် 30လားအုံးဒီများချက်အုံးဒီသလုံးဘယ်လောက်လဲ 30ပါဘူး အုံးဒီရောင်းတဲ့သူပါဒီမှာ ဒီရောက်နေတယ် ပြောအောင်ကောင်းလားမကောင်းဘူးလားရတာရှိလား ရတာမရှိဘူး ရေလိုပြော အဲ့ဒါမကောင်းဘူး Hello hello ဟယ်လိုမောင်နေတယ်ဒီမှာဟောလာငားနေရဟိုလာ HM Tower Nissan Tower မှာ Ola ဆောင်နေပါတယ် Ola ဆောင်ရင်းနဲ့ဒီမှာအချူကြီးတောက်နေပါတယ်အချူကြီး ဘိုးကနဘူးတောက်တာလေဒီမှာ ဒါလည်းကိုတော့တောက်တယ်ကိုတော့မှထားတယ် ချွေနဘူးတောင်တောက်တဲ့ကောင်ဟေးရမ်းပါပြီ ကျွန်တော်ပြန်လာကျွန်တော်ပြန်သွားနေပြီ ကျောင်းတော့ပြန်သွားနေတယ်ဒီမှာ အဲ့ဒါအရင်ကောင်းတယ် ပါလေ အဲ့ လား ဒီတပူတောက်လို့ရှိရင်လေနေတော့ညာလုံးပေါက်ထားနိုင်တော့မှာမဟုတ်ဘူးအရသာပြင်းလို့အရသာရှိလို့ ပါလေလား စတိုဘယ်ရီတောက်ပါ ဝါရောကို အဲ့ဒါကော်ဖီပေါက်ပါ ဟုတ်တယ် ရန်ကောင်းတယ်ရန်ကောင်းတယ် နဘူးတောင်တောက်တာ တပူတောင်တောက်တာအဲ့ဒါလေ300လောက်ပဲကုန်တာအရင်တန်တယ် ဟာ